ဒီနေ့ကဘာပြောချင်တော့လဲဆိုတော့ပြပေးနေတဲ့တယောက်ကမေးတာသူကမေးမယ်နဲ့ရှက်လို့မမေးဂျင်းစော့ရင်တဲ့ဂျင်းစော့ရင်ဘယ်လိုပြောမလဲယောက်ျားရဲ့ငါသေးွားတယ်ပြီးရင်မိမနဲ့အတူနေခြင်းစိတ်မရှိတော့ဘူးလို့ပါလို့ပေါ့နော်အဲ့ဒါလေးကိုမေးမယ်မေးရဲဘူးတဲ့မေးပြီးပြန်နေနေတာပေါ့မဟုတ်ပါဘူးဒီဟာကတော့တာမန်ပါပဲယောက်ျားလေးကစားတော့တာမန်ပဲဒါပေမဲ့ तू ကသူကကြတော့ဒီတိုင်းပဲကိုကပေါင်တွေကလေ့ကျင့်ခိုင်းလို့နေပေါင်တွေကကြီးလာတယ်ပေါင်တွေကြီးလာတဲ့ခါကျတော့ तू ကသေးတယ်လို့စိတ်ထဲထင်ကောင်းထင်နိုင်တာပေါ့နော်ပြီးတော့ကျမ်းမာရေးအရာစောတဲ့သူတွေကြတော့မတိတာပါဘူးမဟုတ်ပါဘူးကျမ်းမာရေးအရာစောတဲ့လူတွေပူတော်မှအဲ့ဒီဘက်မှာအရင်ထက်တောင်ပို့ပြီးတော့စွမ်းဆောင်နိုင်သေးတယ်ပို့ပြီးတော့ကောင်းပါတယ်အဲ့ဒါကိုပြောချင်တာဂျင်စောလို့ပန်းတိပန်းညိုမဖြစ်ပါဘူးပြီးတော့ဒီမိမနဲ့အတူနေခြင်းသိမရှိတော့မဟုတ်ပါဘူးပို့ပြီးတော့ပြီးပြေဆုံးနဲ့အိမ်အောင်ရေးဒုက္ခကိုပါပိုင်ဆိုင်စေပါတယ်အရင်ကြီးကြွသားတွေကြီးထွားအောင်ဆော်တဲ့လူကတော့သူ့ရဲ့ပေါင်ကြီးတွေကြီးလာတာဖြစ်တဲ့အတွက်ဟိုကောင်ကတော့လိုက်ကြီးမလာဘူးလေတာမန်ပဲရှိတဲ့အတွက်အဲ့ဒါလေးတွေလည်းအမြင်လေးတွေပြောင်းသွားတာပါအဲ့တော့ကျမ်းမာရေးတော့ပိုကောင်းပါတယ်စော့ကြပါစော့ပြီးရင်စားပါနားပါမစားလို့မရဘူးမနာလို့မရအဲ့ဒါပြောမှာအဲ့ဒါလည်းပြောပြပါတယ်